သူတို့ပြတ်သွားတာမဆမ်းပါဘူးအံ့ဩစရာမရှိပါဘူးဒီမဆမ်းပါဘူးအံ့ဩစရာမရှိပါဘူးဆိုတော့အင်္ဂလိပ်လိုဘယ်လိုပြောရမလဲမဆမ်းပါဘူးအံ့ဩစရာမရှိပါဘူးဆိုတော့ပြောမယ်ဆိုရှင် no wonder နဲ့ပြောလို့ရဖြစ်ပါတယ်ကဲဥပမာဝါကြလေးကြည့်ကြအောင်သူတို့နှစ်ယောက်ပြတ်သွားတာမဆမ်းပါဘူးဆိုရှင်အင်္ဂလိပ်လို no wonder they broke up no wonder they broke up သူတို့ပြတ်သွားတာမဆမ်းပါဘူးအံ့ဩစရာမရှိပါဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် no wonder ကိုသုံးပြီးပြောလို့ရဖြစ်ပါတယ်ကဲနောက်တစ်ခုကျွန်တော်ထပ်ကြည့်အောင်သူတို့နှစ်ယောက်သူတို့အိမ်တောင်ရေးကွဲသွားတာမဆမ်းပါဘူးအံ့ဩစရာမရှိပါဘူးဆိုရှင်အင်္ဂလိပ်လို no wonder they are divorced no wonder they are divorced သူတို့အိမ်တောင်ရေးကွဲသွားတာမဆမ်းပါဘူးအံ့ဩစရာမရှိပါဘူးကဲ no wonder ကိုသုံးပြီးပြောလို့ရဖြစ်ပါတယ်ကဲနောက်တစ်ခုထပ်ကြည့်အောင်သူအင်္ဂလိပ်စကားပြောတတ်တာမဆမ်းပါဘူးဆိုရှင်အင်္ဂလိပ်လို no wonder he speaks English very well no wonder he speaks English very well သူအင်္ဂလိပ်စကားပြောတတ်တာမဆမ်းပါဘူးတကယ်ဒီမှာပြောချင်တာက no wonder ကိုသုံးပြီးတော့အံ့ဩစရာမရှိပါဘူးမဆမ်းပါဘူးဆိုတာကိုဒီလိုလေးပြောလို့ရတယ်ဆိုတော့ဒီနေ့ share လုပ်ပေးချင်တာဖြစ်ပါတယ်အကျိုးရှိရဆိုရင်ကျွန်တော် page ကို like and follow လုပ်ဖို့ကျွန်တော်တောင်းဆိုပါတယ် thanks for watching see you in the next video